ရဲကောင်းတရက်သမိုင်းကိုလှန်ကြည့်လိုက်ကြတယောထိုးပြီးနိုင်တဲ့စိဘယ်ခင်မှမရှိဘူးအမှန်တရားဟာလွယ်မရဘူးအလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ဟာဆိုရင်တင်းတူတင်းကောက်တွေတင်ဆက်နေတာဖြစ်လို့ကျွန်တော်တို့ channel လေးကို spoil လေးလုပ်ထားစီရပါတယ်ဒီလိုပါပဲတန်ဖိုးရှိတဲ့အရာတိုင်းအချောင်မရဘူးဘာရမီစင်တောင်6နှစ်ကျင်းရတယ်6နှစ်ကျင်းမှာဖျားပြစ်တာအခုမိုးတို့စာနေတာဒုက္ခသစ္စာမဟုတ်ဘူးတမန်လက်ကလူဖို့စ조사နေတာအဲကြောင့်ပြည်သူတွေအားလုံးစီလုံးဖို့လိုတယ်โอเคမိုးတို့အခုမိုးနလပိုင်းကမ်ပိန်းလုပ်တယ်ဗမာမိုးကမ်ပိန်းလတိုင်ပဲလုပ်တယ်နော်ဒီနလပိုင်းကမ်ပိန်းကြတော့မိုးကြည်2000ကမ်ပိန်းလုပ်ပေးပါတယ်စင်ကြည်2000ကမ်ပိန်းကနေရာ9နေရာပါနော် PDF အဖွဲ့ပေါင်း138ဖွဲ့ပါဒီ138ဖွဲ့က29ဖွဲ့ကျန်သေးတယ်ပြီးတော့29ဖွဲ့လိုသေးတယ်ကျန်တဲ့အဖွဲ့တွေအားလုံးကတော့ပြည့်စုံသွားပြီအောင်မြင်သွားပြီနော်ဒီ29ဖွဲ့စာကိုအစင်ပြေတဲ့ပြည်သူတွေပေါ့နော်ဒီကဘာပေါ်မှာစီးတဲ့မြန်မာပြည်သူပြည်သားတွေဘယ်နိုင်ငံမှာပဲနေတောင်းယူပေးလို့ရလို့စင်မမို့ကူညီပေးပါနော်တစ်ဖွဲ့ဆိုရင်10သိန်းကြပြီတို့နော်ဘတ်ငွေဆိုရင်စစ်ထောင်ဘတ် USA ဒေါ်လာဆိုရင်150စစ်ဒေါ်လာပါနော် PDF တစ်ဖွဲ့ဆိုတာပြီးတော့တတိုက်ရင်တပြူဟာလို့ခေါ်တာပါပြီးတော့နော်စစ်နေရာကဘယ်နေရာပါလဲဆိုတော့တနင်္သာရီတိုင်းပဲခူးမကွေးစကိုင်းကင်းနီစန်းတောင်ကရမန္တလေးနေပြီးတော့ဒီ6နေရာအတွက်ကိုမမို့ကြည်2000လောက်ပေးပါတယ်ကြည်2000ဆိုရင်ဘတ်ငွေ17သိန်းပါပြီးတော့နော်ကြည်1000ဆိုရင်55ဘတ်ပါအတောက်100ဆိုရင်9500ပါ10တောက်ဆိုရင်950ပါအလူစင်တွေ1000ပဲနဲ့နိုင်1000ပဲနဲ့နိုင်1000ပဲနဲ့နိုင်2000ပဲနဲ့နိုင်မြန်မာငွေနဲ့လားringgitနဲ့လားစင်ကာပူနဲ့လား USA နဲ့လားနော်ဘာလဲဆက်တက်လာလို့ရတယ်နော်မမိုးရဲ့အကောက်စီရဲ့ link ကိုမမိုးအောက်မှာချပေးမယ်အခုဒီဗီဒီယိုကိုမမိုးတင်မမိုးဒီမိုးအထွန်အကောက်မှာတင်ပေးမယ်နော်မိုးအထွန်အကောက် follow 2သိန်းကျော်စီးပါတယ်အခုတို့မတို့နော်တေချာကြည့်ပါအကောက်သူတွေစီးပါတယ်နော်အဲကြောင့် PDF တစ်ဖွဲ့စာနှစ်ဖွဲ့စာတဝက်စာပဲဖြစ်နိုင်တယ်လို့ပါဝင်မဲ့အလူစနေဆိုရင်မမိုးဆက်သွယ်လာပါဖုန်းဆက်လာပါမမိုးရဲ့နလပန်ရဲ့ campaign အချိန်ကဒီတို့ရေ2ရက်ပဲအချိန်ကြာမှာတော့တယ်နောက်ဆုံးရက်နေ့24ရက်နေ့ပေါ့နော်တပတ်ခါဆိုရင်တော့အချိန်ကုန်သွားပြီဒါပေမဲ့မမိုးရဲ့ငရုတ်တီးရနော်အလုံး4000ကျော်လူသေးတယ်4300ကျော်လူသေးတယ်ဒါပေမဲ့အဖွဲကတော့29ဖွဲလူတယ်တစ်ဖွဲစာမြန်မာငွေ10သိန်းကျဆိုရင်တို့ငရုတ်ဒီအတောက်ပဲနဲ့တောင်းရမလဲဆိုတာအတောက်145တောက်ပဲရမယ်ဒါပေမဲ့အညာက PDF တွေကတကယ်လောက်တကယ်တိုက်တကယ်ပြတ်တာတဲ့အတွက်ကြောင့်တို့ကစိတ်တလောက်ရတလောက်နဲ့တို့စူးစမ်းတယ်။အော်ကျွန်တော်တို့က uniform မရှိဘူးကျွန်တော်တို့ကဘာညာမရှိဘူးကျွန်တော်တို့မတိုက်ဘူးအဲ့လိုမျိုးမဟုတ်ဘူးစိတ်တလောက်နဲ့တိုက်တာအလုံး90စီးလဲအလုံး90တိုက်တယ်နော်နနတိနှလုံးစီးလို့စီးလဲဘယ်လိုမျိုးခွဲရမလဲတို့ရအောင်ခွဲတာပဲရတဲ့နည်းနဲ့ဒီတော်လိုင်းရေးကိုတို့စူးစမ်းသွားတယ်တို့ရေငါတို့တနိုင်ငံလုံးလူမျိုးဖို့အတွက်54တန်းလူမျိုးဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်ငါတို့အမြင်ကျင်းလို့လည်းမရဘူးเนาะအမြင်ကျဲပေးရမယ်စိတ်တူလို့လည်းမရဘူးစိတ်စီပေးရမယ်အားလုံးအတွက်လုပ်ပေးတဲ့အတွက်ကြောင့်ငါတို့ဆွဲကောင်းရမယ်ငါတို့တတိစီရမယ်ငါတို့ပြတာရမယ်โอเคเนาะဒီပွဲငါတို့မပြတာလို့စင်ငါတို့ညံ့လို့စင်ငါတို့စိတ်တူလေးနဲ့ငါတို့အမြင်ကျင်းလေးနဲ့ထားလို့စင်ပဲတော့မှနိုင်မှာမဟုတ်ဘူးအဲကြောင့်အာနာစင်ကိုနိုင်ချင်လို့စင်အာနာစင်ထက်ပြတာပါအာနာစင်ထက်လိမ့်မှာပါအာနာစင်ရဲ့သွေးကွဲမှုတွေအာနာစင်ရဲ့လူတွေသွေးကွဲတိုင်းเนาะတော်လန်ရေးကိုဖျက်လို့ဖျက်စီအောင်လောက်တိုင်းပြည်သူတွေတွားပြီးတော့မပါမိစင်နဲ့တို့ရခွဲထဲမှာအဲ့ဒါပြောချင်ပါတယ်โอเคเนาะအဲ့တော့ကိုတွေစိတ်ဓာတ်ကြတိုင်းစိတ်ဓာတ်ပြက်တိုင်းအော်ပင်မန်းတယ်ကွာကြာလာပြီကွာမလောက်ချင်တော့ဘူးကွာအဲ့လိုမျိုးအတွေးဝင်လာပြီဆိုရင်အဲ့ဒါတတိထားတော့အဲ့ဒါကြဆောင်တဲ့နီလန်ပဲအဲ့ဒါအာနာစင်နိုင်ဖို့နီလန်ပဲအဲ့လိုမျိုးအတွေးတွေဝင်လာပြီဆိုရင်အာနာစင်ရဲ့အကြိုက်ပဲเนาะအဲ့တော့အာနာစင်ကိုနိုင်အောင်တိုက်မဲ့ပြည်သူတွေပေါ့နော်အာနာစင်ရဲ့လက်အောက်မှာလူမြောက်ခြင်းတဲ့ပြည်သူတွေနော်စိတ်ဓာတ်ကိုခိုင်မာထားပါပြတာထားပါလောက်တဲ့အရာတခုမနိုင်မချင်းအောင်မြင်မချင်းလောကမနာနဲ့โอเคနော်ကိုတွေကငွေတွေပဲကူညီပေးရတာကိုအသက်တွေပေးစားစရာမလိုဘူးကိုရဲ့ခန္ဓာတွေပေးစားစရာမလိုဘူးတို့နော်ပေးစားရတာမြေပြင်ကရဲဘော်တွေပေးစားတာအသက်တွေခန္ဓာတွေကပေးစားရတာအမြေပြင်ကရဲဘော်တွေကလောက်ရတာငါတို့တွေကြတော့ကိုနိုင်တလောက်နဲ့ကိုရဲ့ကိုပိုင်ဝင်နဲ့ကိုထောက်ပံ့နိုင်တလောက်နဲ့ထောက်ပံ့တို့ဘယ်လာမှမပြည့်နဲ့လက်တိုင်းပောင်ဝင်ပေးကြပါလို့ပြောရှင်းပါတယ်ပြီးတော့မမိုးရဲ့ဗီဒီယိုတိုတိုလေးဒီလိုမျိုးဗီဒီယိုတိုတိုလေးတွေကိုမမတို့ချဲပေးကြပါပြီနော်မမိုးကတော့နေ့တိုင်းညတိုင်းကမ်ပိန်းအတွဲမမိုး live လွှင့်ပြီးတော့လူခံတယ်မမိုးရဲ့ live ဆော်တဲမှာဆိုရင်လူမရှိဘူးပြီးတော့လူအများဆုံး100ကျော်ပဲပြီးလို့ရှိရင်လူ30 40ပဲကျန်တယ်ဒါမှမမိုးတော့အဆုံးမပေးဘူးနော်ပုံမှန်အတိုင်းနဲ့ဒီဇိုင်းမှနဲ့မမိုးတို့လုပ်တယ်နော်မမိုးတို့အဲ့ရေးပြက်ခံတယ်ဘယ်သူမှမခိုင်းပါဘူးပြီးတော့လက်စားလည်းမရဘူးစင်ဒါမဲ့နိုင်ရှင်လို့နော်မြန်မာပြည်သူပြည်သားတွေအမြန်ဆုံးအိမ်ပြန်ချင်လို့ကိုယ့်ရဲ့မြန်မာပြည်ကြီးအမြန်ဆုံးလွတ်မြောက်ချင်လို့ရောက်မှနေတဲ့အာဏာယူမိတ်ဆာကောင်တွေတတ်သမားကောင်တွေအမြန်ဆုံးကြဆုံစေချင်လို့မမို့တော့ရတဲ့နေနဲ့စူးစမ်းတယ်လုံးဝအဆုံးမပေးဘူးโอเคနော်လူစစ်စစ်မစစ်စစ်နော် view တက်မတက်လောက်ဆရာစီတာကိုဒီဇိုင်းမနဲ့လောက်သွားတယ်အဲ့ဒီကြားထဲမှာဘာပြဿနာပဲတွေ့နော်မမို့တော့မဆောင်ဘူးပြဿနာစီလို့စင်ကတော့ဝင်ပြီးတော့ဖြေရှင်းမယ်ကွာနော်ကိုယ့်ရဲ့နိုင်ငံရေးပြဿနာလည်းဒီလိုပဲတော်လိုင်းရေးပြဿနာလည်းမျိုးပဲโอเคနော်ပြဿနာတစ်ခုတွေ့ပြီးဆိုရင်ကတော့မဆောင်သွားဘူးအခက်တစ်ခုတွေ့ပြီးဆိုရင်ကတော့အဆုံးမပေးဘူးငါတို့ရအောင်ကြော်သွားတယ်
ဘာကြောင့်လဲငါတို့အာနာစင်ရဲ့လက်အောက်မှာလွတ်မြောက်ခြင်းတဲ့အတွက်ကြောင့်ငါတို့တွေ့တဲ့ပြဿနာတိုင်းမှာငါတို့နိုင်အောင်ဖျက်ကျော်သွားမယ်ငါတို့နိုင်အောင်လဲစင်လင်းတိုက်ထုတ်သွားမယ်အမိုးရဲ့ဘန်နဘာထိုင်းဘန်နဘာကတော့အဟောင်းပဲပြီးတော့နော်ခင်မေကြီးဘန်နဲ့ပြစ်မိုးဘန်နော်ခင်မေကြီးဘန်နဘာကတော့ SCB ထိုက်ပါနေဘန်ဖြစ်တယ်နော်165နှစ်ကိုငါ3134ထိုက်ပါနေဘန်နော်ပြစ်မိုးဘန်ကတော့ကက်စီကွန်ဖြစ်ပါတယ်394316396944နော်ဒီဘန်နဘာနှစ်ခုကိုတေချာမှတ်ထားတေချာကြည့်နော်မမိုးအပုံနဲ့မမိုးအကောင့်နဲ့ကိုလာပြီးတော့ဆက်သွယ်ပြီးတော့ဒီဘန်နဘာနှစ်ခုမဟုတ်လို့စင်းရတာအကောင့်တူပဲအားလုံးတတိထားကြတော်လန်ရ9နှစ်6နှစ်စီပြီးလိမ်မာပေးကြပါโอเคနော်လိမ်မာပေးကြပါအားလုံးအတွက်လှုပ်ပေးတဲ့အတွက်ကြောင့်တနိုင်ငံလုံးလူမျိုးဖို့အတွက်လှုပ်ပေးတဲ့အတွက်ကြောင့်ကိုစိတ်စေရမယ်တီးခံစိတ်ဆိုတာစီးရမယ်စိတ်စေရမယ်နော်လိမ်မာရမယ်ပြတ်သားရမယ်စိတ်ဓာတ်ခိုင်မာရမယ်စစ်ဆက်ဆောက်ရမယ်စိတ်ပြန်ပြီးတော့နောက်ဆောက်တာမဟုတ်နော်စစ်ဆက်ဆောက်ရမှာတခုပဲနိုင်ချင်တဲ့ပြည်သူတွေလွတ်မြောက်ချင်တဲ့ပြည်သူတွေစစ်မှန်တဲ့ဒီမိုကရေစီလွတ်လပ်ရေးနော်ရချင်တဲ့ကိုယ့်ရဲ့နိုင်ငံကိုလိုချင်လို့စင်ကိုစစ်ဆက်ဆောက်ရမှာတခုပဲโอเคနော်စိတ်ပြက်မယ်ဆိုရင်လည်းခဏလေးပဲပြက်စိတ်ဓာတ်ကြမယ်ဆိုရင်ခဏလေးပဲကြအကြာကြီးမထားနဲ့အကြာကြီးထားလို့စင်အာနာစင်တွေအသက်စင်မယ်အာနာစင်တွေဝမ်းသာမယ်အဲကြောင့်အာနာစင်အာနာယူရဲ့လက်အောက်မှာလွတ်မြောက်ချင်လို့စင်အာနာစင်ရဲ့အကြိုက်ကိုလုံးဝမလုံးမိစင်နဲ့အာနာစင်ရဲ့အကွက်ထဲမှာမဝင်မိစင်နဲ့နော်ထခတတိပြောပြစီမမိုးတော့နေ့တညတန်တတိပေးတယ်လိုက်ဆိုတဲ့မှာလူစစ်စစ်မစစ်စစ်မမိုးအတန်ကုံអော်တယ်ပြောတယ်โอเคနော်ပေးစားတာလည်းများပြီး6နှစ်လည်းရှိပြီတို့အဲကြောင့်ငါတို့လုံးဝနောက်ဆုတ်လို့မရဘူးနော်ရန်သူဘက်ကအခြေအနေလည်းလုံးဝမကောင်းတော့ဘူးတို့နော်အဲကြောင့်တော်လန်ရေးနိုင်ကနီးမှလေဘာမာနပဲစစ်စစ်ဘာစိတ်ပြက်စရာပဲလာဘာပြဿနာပဲတွေ့ရကြောင်ရအောင်ကြော်ဖြတ်တော်လန်ရေးကိုနိုင်ချင်လို့စင်စာမင်းပွဲလိုမျိုးပဲပြီတို့နော်စာမင်းပွဲလိုမျိုးငါတို့စာစူးစမ်းပြီးတော့ဖတ်ပေးရမယ်ငါတို့အဲ့ဒီပြက်ခံပြီးတော့ဇော်စီထားပြီးတော့စာတွေကြက်ရမယ်နော်စာစူးစမ်းပြီးတော့ဖတ်တဲ့သူတွေစာစူးစမ်းပြီးတော့ကြက်တဲ့သူတွေမှနော်ပထမစုဒုတိယစုတတိယစုဆိုတာရမှာမစူးစမ်းလို့စင်တော့မရဘူးနော်လောကကြီးထဲမှာမစူးစမ်းတဲ့အရာတွေကဘာမှမရဘူးဘာစုမှမရဘူးစီးပွားရေးလည်းဒီလိုပဲကိုမစူးစမ်းလို့စင်ကိုမအောင်မြင်ဘူးတော်လိုင်းရေးနိုင်ငံရေးလည်းဒီလိုပဲကိုမစူးစမ်းလို့စင်ကိုမအောင်မြင်ဘူးလောကကြီးထဲမှာနော်အဲကြောင့်တချို့တွေကပြောနေတို့နိုင်ငံရေးဆောက်လိုက်တာကွာလို့မျိုးပေါ့နော်မဆောက်လို့စင်နိုင်ငံရေးလို့မခေါ်ဘူးစင်ဒီတော့တော်လိုင်းရလောက်ကောင်နေများလိုက်တာကွာတစ္ဆာဖောက်ကောင်နေများလိုက်တာကွာလူလိမ်လူညာနေများလိုက်တာကွာလူလိမ်လူညာမစီလို့စင်တစ္ဆာဖောက်လောက်ကောင်မစီလို့စင်တော်လိုင်းရေးမဟုတ်ဘူးနော်ဘာလို့လဲဒါစစ်မှန်တဲ့တော်လိုင်းရေးစစ်မှန်တဲ့နိုင်ငံရေးကောင်းလာဖို့အတွက်နော်ဒီမန်တွေဒီမာနတွေဒီအဖြတ်သမားတွေအမျိုးမျိုးကလာမှာပဲစီမှာပဲအဲ့ဒါတဘာဝပဲโอเคနော်ဒီဒန်တွေကိုငါတို့ရအောင်ကြော်ဖြားရမယ်နော်အဲ့ကြောင့်ငါတို့စိတ်ခံမရမယ်ငါတို့ပြတာရမယ်